ပုံလေးဆွဲမယ်နော်တို့ကပထမဆုံးဘယ်ကနေစဆွဲမလဲဆိုရင်တို့ကဒီ circle လေးကနေစဆွဲမယ် circle ရဲ့မှာ radius က10လို့ပြောထားတယ်ဒီတော့ကြတော့ command မှာ enter radius 10လေးနဲ့ circle လေးတစ်လုံးဆွဲလိုက်မယ်ဟုတ်ပြီပြီးရင်သူ့ရဲ့မှာစင်တာကနေဒီဘက်ကို distance ဘယ်လောက်ရှိလဲဆိုရင်80ရှိတဲ့နေရာမှာ diameter 40နဲ့တစ်လုံးရှိတယ်ပြီးတော့ enter ဒီကနေပြီးတော့ဒီဘက်ကို enter ဒီနေရာမှာရှိမလဲဆိုရင် enter diameter 40 enter enter ဒါဆိုလို့ရှိရင်ဒါလေးရပါမယ်ဟုတ်ပြီဒါလေးဆွဲပြီးပြီဆိုလို့ရှိရင်တို့ကဒီဘက်မှာဆိုလို့ရှိရင်သူကဒီမှာ16ရှိရလို့ပြောထားတယ်အဲ့ဒါလေးအတွက်ဆွဲမယ်အဲ့တော့အဲ့ဒါလေးဆွဲဖို့အတွက် enter တို့ကဒီဘက်ကိုဒီမှာ tracking line လေးနဲ့ line လေးတစ် line ခေါ်လိုက်မယ်ပြီးလို့ရှိရင်သူကဘယ်လောက်ရှိလဲဆို16ရှိရလို့ပြောထားတာဖြစ်တဲ့အတွက်ဒါလေးကိုပဲ offset 8စီပွားလိုက်မယ်တစ်ဖက်ကို O enter shift enter ဟုတ်ပြီအဲ့တော့ဒီ line မလို့ဆိုတော့ဖြတ်ခဲ့မယ်ပြီးရင်သူကဒီမှာဒီ white ကလေးရဲ့မှာ diameter ဘယ်လောက်လဲဆိုလို့ရှိရင်24လို့ပြောထားတယ်အဲ့တော့သူကဒီဘာနဲ့ဆွဲမလဲဆိုလို့ရှိရင် ARCR လေးနဲ့ဆွဲမယ် star and radius star point and point radius ကသူက diameter 24လို့ပြောထားဖြစ်တဲ့အတွက် radius square လေးနဲ့တစ်ခုဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်သူကဒါလေးရပြီအဲ့တော့သူကဒီဟာလေးကမလိုတော့ဘူးဆိုတော့ဖြတ်ခဲ့မယ်ပြီးရင်ဒီဘက်ကိုလည်းအဲ့လိုပဲဆွဲမယ် and enter အလဲကနေ tracking line လေးခေါ်ခဲ့မယ် O enter 8ဆိုတဲ့အတွက်တစ်ဖက်ကို4enter သူကကြတော့ဒီမှာ diameter 13လို့ပြောထားတဲ့အတွက် 6.5 ပေါ့အဲ့တော့ arc မှာ start and radius start point ယူမယ် end point ယူမယ် radius က 6.5 enter ဆိုလို့ရှိရင်ဒါလေးရပါမယ်ဟုတ်ပြီပြီးတော့ဒီ line လေးမလို့ဆိုတော့ delete ရလိုက်မယ်ပြီးရင်မလိုတာတွေကို trim မယ် tr enter enterပြီးရင်တော့ဒီ white ကလေးကိုဆွဲမယ် white ကလေးကဘယ်လောက်လဲဆိုရင် diameter 300လို့ပြောထားတယ်ဒီမှာလည်း300လို့ပြောထားတယ်ဘာနဲ့ဆွဲမလဲဆိုရင် c enter tangent radius ပထမ tangent ဒုတိယ tangent radius က diameter က300ဖြစ်တဲ့အတွက် radius က150ဆွဲမယ်နောက်တစ်ခါဒီအောက်ကလည်းလိုပဲအဲ့တော့ c enter tangent radius ကိုရွေးမယ်first point second point radius က150 enter မလိုတာတွေကို trim မယ် tr enter enter အဲ့တော့ဒီအတွင်းလေးကိုချင်မယ် hash နဲ့ချင်မယ် h enter big point ကောက်လိုက်မယ် scale ကအရင်သေးနေရဖြစ်တဲ့အတွက်သူက scale ပြင်မယ်25လောက်ထားကြည့်လိုက်မယ်ဒါဆိုလို့ရှိရင် enter